မင်္ဂလာပါ50 minutes audio book channel မှာကြိုဆိုပါတယ်ဒီ audio လေးကိုအခြေ7မိနစ်15မိနစ်ပေးုံနဲ့နားဆင်နိုင်ပါတယ်ရှင်ဒီနေ့မှာတော့အပိုင်းဆက်10ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် Facebook ပေါ်ကလူမှုဆက်ဆံရေးကျမနေ့တိုင်းလူမှုရေးကြည့်ပေါ်အောင်နေပါတယ်အခြေတိုင်း Facebook မသုံးပေမဲ့သုံးပြတဲ့အခြေတိုင်းမျက်စိရှိပေါ်လာသည်များ post တွေကို like လုပ်တယ် comment ပေးတယ် wish လုပ်စရာရှိလုပ်လိုက်တယ်ဝမ်းသာကိုယူကြောင်းနေကောင်းပါစေကြောင်းမေးစရာရှိမေးတယ်ပြောစရာရှိပြောတယ်ဘာမှမရေးနိုင်လျင်စတစ်ကာလေးတွေပေးလိုက်တယ်ကျမအတွက်လူမှုကွန်ရက်ကမိတ်ဆွေအပေါင်းအသင်းတွေနဲ့အဆက်အသွယ်မပြတ်ဖို့ခင်မင်မှုတိုးတက်ဖို့ဘူတုဒရှာမိဖို့အမှတ်တရလေးတွေသိမ်းဆည်းဖို့တည်င်းပလင်းသိဖို့ဖြစ်ပါတယ်ဒီခေတ်မှာမိတ်ဆွေတိုင်းနဲ့အပြင်မှာလူချင်းမတွေ့ဖြစ်ပေမဲ့ line ပေါ်မှာတွေ့မြင်နှုတ်ဆက်စကားပြောနိုင်ကြတာကြောင့်လူမှုရေးသားပေါ်ခြေပေါ်နိုင်ကြပါတယ်အပြင်မှာလူချင်းပေါင်းသင်းဆက်ဆံကြတော့လေ social etiquette လူမှုရေးစီမင်းစည်းကမ်းများရှိတယ်လို့ Facebook မှာလည်းထုံဒီ၎င်းပါပဲလူတွေမှာ Facebook ကြောင့်မိကောင်းစေကောင်းတွေရက်လာတတ်ကြတယ်လို့မေးပြတ်ဖြစ်ရတာမျိုးတွေလည်းရှိလာပါတယ် Facebook မှာသူကဒီလိုရေးတယ်အဲ့ဒါငါ့ကိုစောင်းရေးတာသူ့ကို block ထားလိုက်ပြီးအဲ့ဒီစကားတွေကအမြဲကြားရတတ်တဲ့စကားတွေဖြစ်ကြပါတယ်နှုတ်တရားစာတလို့ဖြစ်တာကြောင့် chat box မှာပြောကြတယ်စာတွေဟာစီးမဆောက်သူက screenshot လုပ်ပြီးဟောပုတ်ဒီပို့လုပ်တယ်ဆိုရင်အပြင်မှာစကားရှုပ်တယ်လို့ပြဿနာတက်ပါတယ်အမြဲကတ်တယ်ဆိုရင်တခါတည်းတိမတိဘရော့ထားလိုက်တာအကုသိုလ်ကင်းတယ် Facebook သုံးကြတော့လူတချို့ရဲ့ comment တွေကိုကြည့်ပြီးအလောညံနေတဲ့လူဒန်းစားတရက်လည်း Facebook ပေါ်မှာပေါက်ဖွားရှင်တန်နေကြောင်းတတိပြုနိုင်ပါတယ်အဲ့လိုလူမျိုးတွေနဲ့အပြန်လှန်ရေးနေခြင်းကိုရှောင်ကျဉ်တက်ပါတယ်ကိုကသူတို့လိုရိုင်းဆိုင်အောက်တန်းကြသူများမဟုတ်တာကြောင့်ဖက်ပြန်ပြောနေမှအစားအရင်ဆိုသူတို့ကိုဘရော့လုပ်ပြီးသူတို့ comment တွေကို delete လုပ်လိုက်တာကအကုသိုလ်ကြီးတယ်တချို့ field post လို့ခေါ်တဲ့ခန်းစားချက်နဲ့ပတ်သက်တာမျိုးတွေတင်တန်းကြတယ်ဘာဖြစ်လို့လဲWhat happened စသဖြင့်ဝင်ရောက်ဆက်စုခြင်းကိုရှောင်ကျဉ်တစ်တယ်သူပြောချင်မှာတော့အစအဆိုးရေးပြလိုက်ပြီးပေါ့ခန်းစားချက်တွေရေးလို့တော့လဲကောက်ကြောင်လို့ထင်ခံရတတ်ပါတယ်နော်သူကတော့အမြဲစစ်တပ်တွေကြာနေတာပဲစသဖြင့်ကိုကအများကြားမှာအစိုးမြင့်တဲ့သူတယောက်ဖြစ်သွားရတတ်ပါတယ်အကိုလိုပျော်ရွှင်ရခွေရအောင်လှပပပို့ပ post လေးတွေတင်တာပိုကောင်းပါတယ်သက်ဆိုင်တဲ့သူတွေကိုပဲ tag တွဲပါသူများပုံကြီးကို wall မှာလာပေါ်နေတာတချို့မကြိုက်ကြပါဘူးကိုတငယ်ချင်းကသူ့ကိုတက်ထားတော့ post ကိုသဘောကျလားမကျလားသိချင်ရင်သူ့ wall ကိုဝင်ကြည့်ပါသူ့ timeline မှာသူ့ကိုတက်ထားတဲ့ post ပေါ်နေရင်သူလက်ခံကြည့်ဖြူပါတယ်သူ့ wall မှာမတွေ့ဘူးဆိုရင်တော့တင်တက်ထားသော post ကိုသူလက်မခံလို့တဲ့အတွက် wall တွင်အသင်ခံခြင်းမရှိကြောင်းနားလည်သဘောပေါက်ပါ wall ပေါ်မှာရှုပ်နေတာကြောင့်လည်းတက်ကိုဖြုတ်တတ်ကြပါတယ်အဲ့ဒီအခါကိုကအလိုက်တတိတက်ကိုဖြုတ်ပေးလိုက်ပါကိုမကြိုက်သော post ကို remove tag ဆိုပြီးတက်ဖြုတ်ပေးလို့လည်းရပါတယ် tag လုပ်တယ်ဆိုတာကိုတတိတရားရှိလို့ tag လုပ်တာမှန်ပေမဲ့တခါတရံကိုနဲ့မပတ်သက်တဲ့ဈေးရောင်း post တွေအလူခံ post တွေအလကားနေရေး tag လုပ်ခံရတဲ့ post မျိုးဆိုစိတ်အနှောက်အယှက်ဖြစ်တတ်ကြပါတယ်အချင်းချင်းပြဿနာတွေဖြစ်ရင်ဟိုလူ tag လို့ဒီလူ tag လို့ပြီးဖြေရှင်းတာပောက်ကွဲတာမျိုးမလို့သစ်ပါဘူးတင်တက်လိုက်တော့သူကတင်နဲ့ပြဿနာတက်နေတော့သူနဲ့မိတ်ဆွေတွေလည်းဖြစ်နေနိုင်ပါတယ်မဆိုင်တဲ့သူများကိုအမှုတွဲထဲဆွဲမထက်ပါနဲ့
ကိုရေးတာကိုတယောက်ယောက်ကိုသိမြင်စေခြင်းဖတ်စေခြင်းလျင် comment နေရာမှာသူ့နာမည်ကို mention ခေါ်ပေးလို့ရပါတယ်။လင်မယားရန်ဖြစ်တာတွေကွဲပြဲကြတာတွေသားမိစကားများတာတွေပတ်ဝန်းကျင်ကိုမဝေမျှသင့်ပါဘူး။အခြေတန်လို့ပြန်တက်သွားကြတော့ခုနာတုန်းကဝိုင်းဝန်းကူညီ comment လုပ်ထားသူတွေကငဘောကြီးတွေဖြစ်သွားတပါတယ်။အဲ့လိုမျိုး post များအောက်မှာလည်းဘယ်တော့အခါမှ fighting အားတင်ထားမီးလောင်ရလေးပစ် comment မျိုးတွေမပေးမိပါစေနဲ့။ဟိုကတကယ်ပြက်လို့အေဘောကဆင်းလာတော့လေကိုခေါ်တင်ကျွေးမထားနိုင်ဘူးလေ။ Facebook ဆိုတာပေါ်လာတော့မှဘာဖြစ်ဖြစ် Facebook ပေါ်တင်လိုက်မှာနော်ဆိုပြီးဖွားချင်နေတဲ့စိတ်တွေကို short တစ်ပါတယ်။ like တွေရတာမတရပါနဲ့ကြိုက်စားလို့လည်းမရပါဘူးအခြေအမြင့်မသိပဲရှောက်ရေးရှောက်ဖွားနေတော့ကိုညံနေတာသာလူသိတာပါပဲမိုးလေဝသ radar station အလို့ကြီးကိုတောင်ဒီနားကဗလီဖြတ်ပေးပါဆိုတာမျိုးရေးတတ်ကြတော့ဟာတာတွေဖြစ်ကိုကြရတယ်လေကျမယောက်ျားမရေငယ်နေပါတယ်ဆိုတဲ့ post မျိုးဟာကိုယ့်ပေါက်ကိုလှန်ထောင်းတဲ့ post မျိုးပဲဖြစ်ပါတယ်ယူတုံးက chalice you so max ဘာညာနဲ့ဖပပေါ်တက်လာပြီးနောက်မှခြံခိုတတ်တဲ့နွားကြီးဖြစ်နေတော့ကိုလည်းအဆက်ကွယ်တယ်ကိုပြဿနာကိုဘာသာရှင်းပါအထုပ်ကြီးဖြေမပြပါနဲ့ဘသူကမှရိုက်နှက်ပြီးပြောပြဝေါ်ခံခိုင်းနေတာမဟုတ်ပါဘူးတိကိစ္စကိုကျမတို့က9ရက်ထက်ပိုစိတ်မဝင်စားပေမဲ့ဖပပေါ်တင်လိုက်တော့စာတဒံပေတဒံနဲ့မှန်တန်တစ်ခုဖြစ်သွားရပါတယ်သူများအတွက်လည်းအကျိုးမရှိကိုယ့်အတွက်လည်းအကျိုးမရှိတဲ့ post တွေကို share ပြီးအကုသိုလ်ကိုမဝေမျှပါနဲ့ Facebook သုံးပြီးကုသိုလ်ယူခြင်းပါလျင်ကိုရောအများပါအကျိုးရှိမဲ့ post များကိုပါဝေမျှသင့်ပါတယ် Facebook ကိုဒီတက်တက်လေးသုံးလို့ပါကကိုယ့်တက်ပိုအမှန်တင်ပြီးသုံးပါပေါက်ကရနာမည်တွေသုံးပြီးယောက်ျားရင်ကာပုံတွေမိန်းမနဲ့ယောက်ျားမဖွဲမရပုံတွေ profile picture လုပ်ပြီးသုံးတော့ကိုယ့်အစစ်တမ်းကိုဖော်ပြရတာရောက်ပါတယ်သင်ကအတုဆိုတစ္ဆီလာတော့သူလည်းအတုပဲဖြစ်နေမှာပါသူများပုံတွေခိုးပြီး profile picture မလို့ရပါဘူးကိုကြီးညိုလေးစားတော့အမေစုပုံပို့ရဟန်းမင်းကြီးပို့စသည်တို့ကိုအထိတ်မှတ်တစ်ခုအနေနဲ့အခြေကာလတစ်ခုအထိ profile တင်ထားခြင်းမျိုးကပြဿနာမရှိပါကျမရဲ့ personal feeling အရအဲ့လိုပိုင်ဆိုင်မှုများနေရက်လိပ်စာကိုအိမ်မှာတယောက်တည်းနေပါတယ်ဘသူဘဝခီးသွားပါတယ်စတဲ့ကိုရေးကိုတာနဲ့ပတ်သက်သောအချက်လက်တွေဟာမိတ်ဆွေတွေကြားထဲမှာပင်ချမပြသိတဲ့တည်င်းအချက်လက်များဖြစ်ပါတယ်ဘသူကိုမှမယုံသစ်ပါဘူးအာတုပလူသေးပုံများမတင်သစ်ပါဘူးကိုမိဘဆွေမျိုးမို့အမှတ်တရသေးလို့လည်းကိုဘာသာကိုသိမ့်သစ်ပါတယ်ဘသူမှကိုဆွေမျိုးသားချင်းမဟုတ်တော့အလောင်းကောင်ကြီးကိုမလိုအပ်ပဲမကြည့်ချင်ကြပါပုံပြက်ပန်းပြက်တေဆိုးနေကြပုံများကိုလည်းမသိသစ်ပါကွယ်လွန်သူများနဲ့သူတို့ရဲ့ကြံရည်သူမိသားစုများကိုလေးစားပေးပါဖိုးဖွားရိတ်သားတို့မိဘမဲ့ကျောင်းတို့ရောက်ရင်ကုတ်ထက်ဘဝအခြေအနေနေပါသူများဖြစ်တဲ့အတွက်သူတို့နဲ့ဓာတ်ပိုတွားရိုက်တာမျိုးကိုရှောင်ကျဉ်ရပါမယ်ရိုက်ချင်ရင်သူတို့မျက်နှာမပေါ်အောင်ရိုက်သစ်ပါတယ်ကံအကြောင်းမလှလို့ကိုထက်နေပါသူများကြားတဲ့ကိုကတထေးပို့ထွက်နေတာကိုမယူပါနဲ့လူချင်းသာဆိုတဲ့အသည့်ရှိကြပါစေနိုင်ငံခြားသားများကိုတပိုရိုက်ရင်ခွင့်တောင်းပြီးရိုက်သစ်ပါတယ်အများအားဖြင့်သူတို့က Facebook ပေါ်သူတို့တပိုရောက်မှာကိုအလော်ကြောက်သူများဖြစ်ကြပါတယ်နိုင်ငံခြားသားကလေးတွေဆိုပိုပြီးမရိုက်သစ်ပါဘူးသူတို့မကြိုက်ကြပါဘူးကိုအလိုက်မသိတတ်တာကြောင့်ပြောခံရတော့အဆက်ကွဲပါတယ်ဘိုးရီမြည်တာနဲ့ဘာကြောင့်မှန်းမသိဓာတ်ပိုရိုက်ချင်ကြတဲ့သူမျိုးတွေတတိထားဖို့ပါ
တငယ်ချင်းမိတ်ဆွေများနဲ့ group photo များရိုက်တဲ့အခါကိုလှပြီးသူများကဝါတုံးမကြီးမျက်စိတွေပိတ်ပြီးပုံပြက်ပန်းပြက်ဖြစ်နေရင်မတင်တစ်ပါကိုလှတယ်လို့အမြင်ခံခြင်းတလို့သူများလည်းအဲ့ဒီသဘောအတိုင်းရှိတာပါပဲအမျိုးသမီး၃ယောက်ရိုက်ထားတဲ့ဓာတ်ပုံမှာကိုနဲ့တိသူကိုပဲနာမည်တက်ပြီးလှလိုက်တာအလှဆိုးဆိုတာမျိုးကွက်ပြီးမပြောသင့်ပါဘူးလူတယောက်ကိုအလကားနေရင် chess box ကနေပြီး hi တွေ good morning တွေသွားမလုပ်ပါနဲ့တချို့ reply လုပ်ဖို့စိတ်မဝင်စားတတ်ကြပါဘူးမအားတတ်ကြပါဘူးအကြောင်းကြီးငယ်ပြောစရာရှိမှ hi ကြဖို့ဖြစ်ပါတယ်ကိုပေးသော comment များကိုအကိုလို reply လုပ်နိုင်ရင်ကောင်းပါတယ်စာပြန်မရေးနိုင်ဘူးဆိုရင် comment ကို like တော့လုပ်ပေးလိုက်ပါဒါမှမဟုတ် sticker လေးဖြစ်ပေးပါသူတစ်ပါးကိုအတိမတ်ပြုရာရောက်ပါတယ် reply မလုပ်ဘူးဆိုဖြတ်ပါကဘသူကိုမှမလုပ်ပါနဲ့လူရွေးပြီး reply လုပ်တာမျိုးကိုရှောက်ခြင်းတက်ပါတယ်ကိုနဲ့သဘောထားမတူနိုင်တော့သူတွေဆိုရင်အစကတည်းကမိတ်ဆွေအဖြစ်လက်မခံပါနဲ့အလုပ်ရှင်တစ်ထေးများအထက်အရာရှိများနဲ့ friend မလုပ်ထားတဲ့ပါမလိုအပ်တဲ့ပြဿနာများတက်တတ်ပါတယ် Facebook ကိုကြည့်ပြီးကိုသုံးသက်သွားတတ်ပါတယ်တဆိုတယောက်ကရေးတဲ့ post ကို share လုပ်တာပဲဖြစ်ဖြစ် copy ယူတာပဲဖြစ်ဖြစ်မူရေးသားသူရဲ့အမည်ကိုအတိအမှတ်ပြုပေးဖို့လိုတယ်ကျမတို့နေ့စဉ်ဘဝမှာ Facebook ပေါ်မှာလေဆိုတဲ့စကားကိုလူတိုင်းထပ်ပြောနေမိကြပါပြီ Facebook ဟာကိုယ်ပိုင်အေးလေးတစ်လုံးနဲ့တူပါတယ်သူများအေးကိုလည်းအနှောက်အယှက်မပေးပါနဲ့ကိုယ့်အေးကလေးကိုလည်းလိုချိုသက်ရှင်းအောင်ကာကွယ်ပါဆောက်ရှောက်ပါစီးကလေးတွေထားကြပါ Day 18ကိုရဲ့ Facebook အကောင့်လေးကိုပြန်လည်စစ်ဆေးပါချီရမဲ့သူဆိုတာဝေးလိုက်ရှာနေစရာမလိုဘူးကိုပဲချီရမှာအော်ဒီယိုလေးကိုအစိုးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ရက်တွေမှာလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ဒီ channel လေးကို like and subscribe လုပ်ပေးကြဖို့မေ့ကြပါနဲ့နော်အားလုံးပဲအဆင်ပြေတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ